မစွမ်းဘူးလေတခုတော့ရှိတယ်စွမ်းစရာအဲ့ဒီဘွားကြီးရဲ့နှလုံးသားမှာရှိတဲ့မေတ္တာတက်တွေပြည့်သွားရင်တော့စွမ်းမယ်တဲ့ဟာငါမလုပ်နိုင်ဘူးလေသူငါအင်းနေမစွမ်းဘူးတဲ့ရှင်းရှင်းလေးပဲတခုတော့အကြံပေးလိုက်မယ်ကွာမင်းအဲ့ဒီဘွားကြီးရဲ့ဒီနေ့ချိန်ဒီမင်းပေါ်တော်၎င်းကြက်ကလေးတော့ပြန်လာပါကြက်ကိုတတ်တဲ့လူလည်းမဖြစ်ပါစေနဲ့ तू ကဖြစ်နေတာဖြစ်ရောမင်းအဲ့ဒီအဖွားကြီးရဲ့မေတ္တာတက်ကိုအောင်လုပ်ရလိမ့်မယ်အကြံပေးလိုက်တယ်ဘယ်လိုလုပ်မလဲအဲ့အဖွားကြီးရဲ့တည်သွားတဲ့ချက်နဲ့တူတဲ့ချက်လိုက်ရှာရေးလိုက်ရှာတွေ့အဲ့ဒီချက်ကိုတတ်လိုက်အထဲတဲ့ကလီစာတွေထုတ်အရေးအခုနအမွှေးလေးနဲ့အရေးကုန်လေးဒီတိုင်းထားပြီးတော့အဲ့ဒီချက်ကအထဲကကလီစာတွေထုတ်ပြီးတော့အဲ့ဒါတွေအယုတ်ကလေးကိုလုပ်ပြီးတော့ဖျားစင်ပေါ်အဖွားကြီးမရှိအောင်တင်ထားမြတ်တာဘုတကဘာလုံးမှာတတ်တော်တွေမြတ်တာပို့ပြီးတော့ကြီးစီတတိလိုက်ပေါ့ဟဲသားလေးဘေးရောက်နေဆိုလှမ်းကန်တော့မှတေးနေတဲ့စိတ်ဆိုးသွားအဲ့မှာငါချက်တတ်တဲ့သူတွေငါချက်လို့တဲ့သူအဲ့မှာတော့အဲ့မှာအယုတ်တန်နဲ့လှုပ်တော့တာဖွားကြီးအဲ့ဒီကောင်ရဲ့ခန္ဓာကိုယ်ကြက်မိုးကြီးအကုန်ကွာကြသွားတယ်တကယ်ဖြစ်ပြခဲ့တဲ့အဖြစ်ပြပါ